ဒါကတော့ကြောက်စိမ့်ပြလိုက်ပါဒါကတော့တစ်ပန်းပုပြလိုက်ပါပန်းပူနဲ့ဒီမှာတစ်ပန်းပုလို့ရေးထားပန်းပူမှာလားပပူလို့ပါလားအဲ့နော်ကျွန်တော်တဲ့ပန်းဒီခေါင်းထဲမှာလည်းသူအနှစ်တည်းရှိတယ်အဲ့လိုအစိမ်းစားခြင်းတဲ့သူတွေအတွက်ပေါ့အမေအောင်တော့ပေါ့ share လိုက် Hello mangrove မှာနေတာ day 2ပါချောင်းသာဘက်ကိုမရောက်ဖြစ်တာဒီမှာပြောနေတာတတစကူတာစီးကွာလားအေး sorry breakfast စားရမယ်တတမဟာနာချာကြီးရတော့သူစကူတာနဲ့တူပါပြီဒီမှာတော့စပိန်လည်းစီးလို့ရတယ် payment ပထမတော့စဉ်းစားရလေဩလို့ဟိုခရီးပါသွားမယ်ချောင်းသာဘက်သွားမယ်ပါသွားမယ်ဒါပေမဲ့ဒီမှာ activity ကအရမ်းများတော့အဲ့ဒီချောင်းသာဘက်ကိုမရောက်ဘူး breakfast စားရင်လည်းရောက်ဘူးဝီးဟဲ့အကျုံမဟောအောင်တသားနော်စိတ်ဆိုးလိုက်တော့မယ်နော်ဂျာကဟနာရဲ့ထမင်းကြောဒီရရှိလားဒါထိုင်ရုံနော်ကောင်းလားအဲ့နေတော့နေသိမ့်မပူတော့ဘူးနော်40ကောင်းတယ်နော်ဟုတ်တယ်ခဏပဲရပြီညီမတင်ငယ်ချင်းတို့ရေသွားရအောင်လာဘုံဘူးပါလားဒီတရားအကြောင်းပြောပြရမယ်ဆိုလို့ရှိရင်သိလားနော်ဒီတရားကလေသူကလမ်းလျှောက်ပြီးလဲကူးလို့ရတယ်စပိန်နဲ့လည်းကူးလို့ရတယ်သူကတရားကွာတသားနဲ့လောက်တာတသားပြီးလို့လည်းရပြီးကြည့်ချောဖို့သူမသိတယ်မိုက်တယ် vibe ကမိုက်တယ်ကိုအရန်ခိုးစီဖြစ်တယ်ဘေးပတ်လည်းအဲ့လိုစိမ့်ဆိုပြီးတော့ရေတွေနဲ့ဝါ try you touch the seat and then get you Jade Museum ကိုဆက်သွားပါပဲ Yeah shit ရှင်သေးစီမလားရေမြင့်စီမလားကိုစီကိုပဲစီးလိုက်တော့တက်စီလို့လည်းရနှမျောလိုက်တာဒါကြီးအဲ့လိုတက်စီရ Wooden Museum ပြီးသွားပြီ Jade Museum သွားပါမယ်ဟဲ့အင်းညာပဲကိုအေးလိုက်တာဟုတ်တယ်သတိထားလို့ငါပင်မနေရလို့ဟမ်ပင်မနေရမလားဘာပဲမဟိုဟာဒီဟာကိုတို့ဗာလဲအိမ်သားထဲမှာထားတာစက်ပြတဲ့နဲ့ဟာလေဂျိတ်လေအော် mangrove မှာဟုတ်ဒါတော့ဒီ mangrove မှာတဲနေရဲ့အခန်းလေအဲ့လေအခန်းမှာလည်းဒီကြောက်တွေတုံးတာကြောက်စစ်တွေတုံးတာဆက်ပြထဲတဲ့ခွက်ကလေးအားစကြောက်စိမ့်နဲ့အဲ့အဆင်ပြေရလေ mangrove ကိုအဲ့ဒါကြိုက်တာအေးစစ်စစ်ရှိတယ်ဒိုင်ကြီးနဲ့အလားအကိုသွားချင်တဲ့နေရာကျယ်ယူရဒီထဲကနေဒီမှာလဲဖို့မယ်ဆိုတော့မှ3ရက်လောက်အချိန်ယူပြီးတော့လဲရမှာ remember ဟိုကလေးတော့ကကွာ water park ရှိတယ်ပြီးတော့သူဟိုမှာ playground ရှိတယ်ဆိုတော့ထည့်ထားလိုက်ခုမှအိမ်သားရထွက်လာတဲ့ဟောက်ကြည့်အောင်ကစားကောမှာလူကြီးရောလူငယ်အကုန်လုံးစော်နေကြတယ်ခဏလေးပြစ်မယ်စိုက်တယ်ကိုလည်းမဝင်
အခုခဏဆော့ပြီးသွားပြီဆော့ပြီးသွားပြီဆိုတော့ခဏက mangrove ရဲ့ပင်လယ်နော် mangrove ရဲ့ပင်လယ်လေးရှိရကွာ တို့ဒီမှာလည်းအဲ့ private beach ရှိတယ် private beach ရှိတယ်အဲ့လေ beach မှာခဏတက်မချုပ်စားမယ်ပြီးတော့ lobster အဲ့လို wasabi နဲ့စားမယ် mangrove ကိုခဏကလေပင်လယ်ကြီးကိုကြည့်ပြီးတော့စားချင်တာလို့ပူစားလိုက်တာ mangrove ကနေပြီးတော့ seafood တွေပဲပင်လယ်ကြီးကိုအဝကြည့်ပြီးတော့စားလို့ရအောင်စီစဉ်ထားပေးပါတယ်စပိုင်းစဉ်းစားနဲ့ကြည့်လိုက်ရအောင်ငါစားရှိနေရကြိုက်တာတမချုပ်ပဇော်ကြောက်ပဇော်မှာအစိမ်းရေပဝဲကနန်း ကနန်းအစိမ်း ခဏအစိမ်းရဲ့အကျက်ရဲ့လက်ကောင်အကြီးကြီးပဲခဏတော့မှလည်းအကြီးခဏအောင်လာရအချိန်ကမိုးရသည်ဖြစ်တယ်ရောလေတမချုပ်လည်းတိတ်မရတိတ်လေးရအဲ့မကောင်းအကြီးမှနည်းနည်းစားလို့ကောင်းတော့နော်နော် ထဲမယ်ပုံမှန်ပဲ ခဏဗီဒီယိုကတော့လောက်ပါပဲရှင်ဒီနေ့ကတော့အဲ့လိုအေးစစ်စစ်လေးဖြတ်တန်းနေနေပေါ့လက်ဖက်ကြရင်တော့အပီကဲမယ် See you tomorrow bye mangrove ကိုခဏကလေပင်လယ်ကြီးကိုကြည့်ပြီးတော့စားချင်တာလို့ပူစားလိုက်တာ mangrove ကနေပြီးတော့ seafood တွေပဲပင်လယ်ကြီးကိုအဝကြည့်ပြီးတော့စားလို့ရအောင်စီစဉ်ထားပေးပါတယ်စပိုင်းစဉ်းစားနဲ့ကြည့်လိုက်ရအောင်တမချုပ်ပဇော်ကြောက်ပဇော်မှာအစိမ်းရေပဝဲခဏအစိမ်းရဲ့အကျက်ရဲ့လက်ကောင်အကြီးကြီးပဲခဏတော့မှလည်းအကြီးမဆုံးပြင်ပြီးတော့ငါတက်မြပေါင်း ငါတောက်ဆန်း ငါတောက်ဆန်းကဲစားမယ်ကျွန်တော်လာစားကြမယ်ဂျာကြီးလာကျွန်တော်ပါတယ်အမစားလိုက်တော့မယ်ဆိုအစိမ်းသူ့ဆော့ဆော့ဆက် ဝါဆာဘီဆိုတာအရင်ပြင်းတယ်တော်တော်တော်လေ ကောင်း နော်နော်ခဏအောင်လာရအချိန်ကမိုးရသည်ဖြစ်တယ်ရောလေတမချုပ်လည်းတိတ်မရတိတ်လေးရအဲ့မကောင်းအကြီးမှနည်းနည်းစားလို့ကောင်းတော့呀。သားတွေရွယ်မင်းထဲမှာအဲ့လိုအစိမ်းစားခြင်းတဲ့သူတွေအတွက်ပေါ့ အမေအောင်တော့ပဲ ကျွတ်နေရမယ်ဘယ်မှာပေးမစောနဲ့ရောတသားစားဖို့အမဆောတော့အမတို့လည်းဘိုက်စားနေပြီ